Hello long time no see ပါရှင်ဒီနေ့ကတော့ပုံမှန်အဖြစ်စက်သားဝက်သားတွေကိုကုန်းပေါင်ကြီးကြော်တာမျိုးမဟုတ်ဘဲနဲ့ငဖဲ့နဲ့ထူးထူးဆန်းဆန်းဖြစ်သွားအောင်ကုန်းပေါင်ကြီးကြော်စားဖြစ်ပါတယ်ပထမဆုံးအနေနဲ့မြန်မာဟင်းချက်နီးတွေနဲ့မုတ်လုံနီးတွေသိချင်နေဆိုရင်တော့ channel ကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်ကဲပြီးရင်ဈေးတွေကနေဝယ်လာတဲ့ငဖဲ့ကိုစားဟင်းချုံမုံစက်သားမုတ်တွေထည့်ပြီးတော့နှက်ဆက်သွားနေပါမယ်နှက်ဆက်သွားနေပြီဆိုရင်တော့ငဖဲ့ကိုအခုလိုမျိုးပဲနာလေးပေါက်လိုက်ပါမယ်နော်ငဖဲ့ရောနာပေါက်နိုင်လေးပို့ပြီးတော့ညဉ့်ညံ့လေးဖြစ်ပါတယ်ဒါကတော့ကျွန်မနေစားနဲ့ခေါ်ထားတယ်ကျွန်မရဲ့တငယ်ချင်းလေးပါသူကကင်မရာရှင်းရောက်ရင်တော့နည်းနည်းရှက်တတ်ပါတယ်ပြီးတော့နည်းနည်းလေးစိုက်ပို့ပြီးတတ်ပါတယ်ရှင်စက်သွန်ဖြူကိုခွာပါမယ်ပြီးရင်တော့ဂျင်းလေးလည်းနည်းနည်းခွာထားပါမယ်နော်ပြီးရင်တော့လက်ကိုစီစွပ်ပြီးတော့ငဖယ်တွေကိုရင်နှွေးပူပူထဲမှာအခုလိုမျိုးအလုံးလုံးလုပ်ပြီးတော့ထည့်လိုက်ရတယ်ပေါ့နော်ဒီအလုံးလုံးတွေကမညီလဲရတယ်ဘာမှမဖြစ်ဘူးမညီလေပိုကောင်းလေပေါ့နော်ဒီလိုလုပ်ချင်အဖြစ်ငဖယ်ကပွားတက်လာပြီးတော့အီထုတ်လေးဖြစ်လာတယ်ပေါ့နော်ငဖယ်ပဲချက်ငဖယ်ပဲကြော်အရင်ဒီလိုမျိုးလေးလုပ်ကြည့်ပါဒါကငဖက်ချက်ရင်အီထုတ်ဖြစ်တဲ့လျှို့ဝှက်ချက်ပဲဒါကျမဘယ်သူမှမပြောပြဘူးကျမရဲ့ secret ဒါပေမဲ့ဒီနေ့တော့ပြောပြလိုက်မယ်နော်ဗီဒီယိုတော့အဆုံးထိကြည့်သွားပြီပေါ့ဒီနေ့ကြာလာပြီဆိုတော့ငဖက်အခုလိုမျိုးဖြစ်လာပြီဆိုရင်ရေအေးထဲကိုငဖက်အားလုံးကိုဆယ်ပြီးတော့ထည့်လိုက်မယ်ပြောရမယ်ဆိုရင်တော့ဒါအေးခံလိုက်တဲ့သဘောပေါ့နော်ပြီးရင်တော့ပဲတောင်းရှည်ကိုလက်တစ်စစ်စာလေးဖြတ်လိုက်မယ်ကျမတို့เนี่ยတကယ်နဲ့ရောက်ပေါ်မှာတအုံတော့ပဲတီးကိုလက်တစ်စစ်တိုင်းပြီးတော့ဖြတ်နေတာစီးနီလုံးမှာဒီတိုင်းဇွတ်ဖြတ်လိုက်ပြီးနေတဲ့ဟာဟေးချက်စွန်ဒီကိုလည်းအခုလိုမျိုး၄တောက်လေးတွေဖြတ်ထားမယ်ပေါ့နော်ပြီးရင်တော့ carrot မော်လာဥနီကိုအခုလိုမျိုးအတုံးလေးမညီမညာလေးဖြတ်လိုက်မယ်ဖြတ်တဲ့နီးကအရင်ပလီပြီးတော့တစ်ချောင်းချင်းဖြတ်ပြီးတော့အတုံးလေးပြန်ဖြတ်ပါဒါတော့ပါဝင်ပစ္စည်း၃မျိုးပါပြီးရင်စက်သွန်ဖြူလေးနဲ့ဂျင်းထောင်းထားတာလေးဒီမှာမရိုက်မိဘူးပေါ့နော်စက်သွန်ဖြူနဲ့ဂျင်းထောင်းထားတာလေးလည်းလိုပါတယ်ဘေးနားဟာပါပြီးရင်တော့ငရုတ်သီးအချောက်လေးကိုအရင်ဆုံးစီတက်လိုက်မယ်ပေါ့နော်စီတက်ပြီးတော့နည်းနည်းကြာလာပြီးမွေးလာပြီးဆိုတာနဲ့ခဏလေးဆက်ထားလိုက်မယ်ပြီးရင်တော့ခုနစက်သွန်ဖြူနဲ့ဂျင်းထောင်းထားတာလေးကိုထပ်ပြီးတော့စီတက်ပါမယ်ပြီးရင်နည်းနည်းလေးမွေးလာပြီးဆိုတာနဲ့ဒီစနွေးမုတ်လေးကိုနည်းနည်းလေးထည့်လိုက်မယ်ပေါ့နော်โอเคအယောင်တွေကလည်းကိုရှင်နဲ့လည်းမွေးလာပြီဆိုရင်တော့ခုနကဒီ၃မျိုးကိုတစ်ခါတည်းထည့်လိုက်ပါမယ်ပြီးရင်တော့သေချာလေးနှက်ဆက်သွားအောင်မွေးလိုက်ပါမယ်ရှင်အားလုံးမွေပြီးတော့ပြီဆိုရင်တော့စားထည့်မယ်ဟင်းချုံမုံလေးထည့်မယ်ပြီးရင်တော့စက်သားမုံလေးနည်းနည်းလေးထည့်ပါမယ်ပြီးရင်အရေးကြီးဆုံးကပဲငါမြာကြီးအကျဲထည့်မယ်နောက်ထပ်ပဲငါမြာကြီးအနောက်ထည့်လိုက်ပါမယ်ဒီဘက်မှာညီမတို့ကတော့ဒါကိုကြံညွတ်လို့ခေါ်တယ်ဒါပေမဲ့တော်တော်များများတော့ပဲငါမြာကြီးအနောက်လို့ပဲပြောကြတယ်ပေါ့နော်ပြီးရင်တော့တေချာလေးနှက်ဆက်အောင်မွေလိုက်မယ်ပေါ့နော်မွေနေတဲ့အထိမွေပါမယ်ရှင်โอเคမွေးလာပြီဆိုရင်တော့ခဏကဒီငဖယ်လေးတွေကိုထည့်လိုက်မယ်ပြီးတော့တေချာလေးပြန်မွေမယ်နောက်ထပ်အနေနဲ့ခရူးစီလေးထည့်လိုက်ပါမယ်ခရူးစီကတော့ကိုများများကြိုက်တယ်ဆိုရင်များများထည့်လို့ရတယ်အဲ့ဒါနေမွေးလာပြီစားလို့ရပြီဆိုရင်တော့အပေါ်ကနေငရုတ်သီးထည့်လိုက်မယ်ကျွန်မပုံမှန်ဆိုရင်ပဲသီးတွေကိုတော့ဒီလိုမျိုးစိတ်လေးနဲ့စားတာပို့ပြီးတော့အရသာရှိတယ်ပေါ့နော်ထုတ်လေးနဲ့တချို့ကြတော့လည်းပဲသီးကိုဒီအယောင်ပြောင်းတဲ့အထိချက်ကြတယ်ဒါပေမဲ့ကျွန်မဒီနေ့ကတော့ဒီလိုလေးစားချင်တာဖြစ်တဲ့ဒီလိုလေးစိတ်လေးပဲချက်လိုက်တယ်နော်တမင်းဖြူနဲ့စားတယ်ဆိုရင်လေသူကတခြားဘာအရင်ဟင်းမှမလို့သူအနစ်နဲ့တင်တော်တော်လေးကိုစားကောက်ပြီးတော့ကိုရှယ်ပဲဒါကတော့နေစားနဲ့ခေါ်ထားတဲ့ကောင်မလေးကဗိုက်စားတယ်ဆိုလို့ဒါသူ့ဘာအတူစားခိုင်းလိုက်တယ်ပေါ့နော်အရသာကတော့တကယ်ကောင်းတဲ့ Academy Short တင်နေမှာဆိုတော့ဒါပေမဲ့လေမလိမ်ပြောဘူးတကယ်မန္တာပြောရင်ချမ်းသာပါစေအရင်စားကောင်းတာကျမတို့အဲ့ဒီကပဲဟင်းလေးနဲ့စားတာပေါ့နော်တော်တော်လေးကိုလိုက်ပြီးတော့လေအရင်စားလို့ကောင်းတာပြီးတော့ကျမတို့ညောင်မှာတူတဲ့အချက်ကပါလဲဆိုရင်သမင်းအမြဲစားတိုင်းင
နေဦးဒီကြိုက်ရမှကျင်းတဲ့လူမျိုးတွေပါအဲ့ရတာကိုကျွန်မပြောတဲ့အတိုင်းလိုက်လုပ်ပြီးတော့တခြားလေးချက်ကြည့်ရင်တော့အရမ်းမိုက်တယ်အရမ်းလေးစားကောင်းတယ်ဘာလို့ဆိုရင်ဂျူလိုက်ကီချက်ကနေချက်တဲ့ဟင်းမှန်သမျှအကုန်လုံးစိတ်နစ်ပြီးတော့ချက်ထားတာတခုမှမကောင်းတာဆိုတော့မရှိစေရအောင်နော်ခွေးစာကြွေးခြင်းအကျိုးကဲအခုလိုမျိုးတထိုင်နဲ့တီးပြီးသွားပြီဆိုရင်တော့နောက်ဆုံးအနေနဲ့နောက်ဆက်ဖို့အချိန်ကြာရောက်လာပါပြီ like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်တတာ